တိုင်း dilation ဆိုတာဘာလေဟူဟာတိုင်း dilation ဆိုတာအဲ့ဒါပဲဟာတော့တိုင်း dilation ဆိုတာဘာလဲပေါ့ဆိုတော့တိုင်း dilation ဆိုတာလွယ်လွယ်ကူကူပြောရမယ်လို့ရှိရင်အချိန် feeding မှုမတူဘူးလို့လွယ်လွယ်ကူကူပြောလို့ရတယ်ပေါ့ဆိုတော့ဒီတိုင်း dilation က fake ကူးရင်ပဲလားပေါ့တကယ်ရှိလားပေါ့တကယ်ရှိပါတယ်တိုင်း dilation ဆိုတာတိုင်း dilation ဖြစ်ကြတဲ့အကြောင်းပေါ့နှစ်ခုရှိတယ်ပေါ့တစ်ခုကကြတော့ဒီ after your life experiment လို့ခေါ်တယ်သူကကျွန်တော်တို့ဒီလူနှစ်ယောက်ရှိတယ်ဆိုပါဘူးအမှားကြီးကိုနှစ်ယောက်ပဲဆိုပါဘူးထားလိုက်နှစ်ယောက်ရှိတယ်တယောက်ကိုကဘာပေါ်မှာထားခဲ့လိုက်နောက်တယောက်ကိုဒီအလင်းအနှင်နှုံးရှိတဲ့ဒုံးကြီးတစ်စီးပေါ့ဒုံးပြတစ်စီးလေးကိုထည့်ပေးလိုက်ပြီးတော့ဒီအလင်းအနှင်လုံးနဲ့သွားခိုင်းမယ်ဘယ်လိုရှိရင်ဒီသူ့အတွက်ကခဏလေးသွားတဲ့သူ့အတွက်ကခဏလေးပဲဒါပေမဲ့ကဘာပေါ်မှာအကြာကြီးဖြစ်သွားတယ်ပေါ့အဲ့တော့သူပြန်လာတဲ့အခါမှာသူ့ရဲ့အမအကိုကအိုမင်းနေပြီမဲ့သူကနုပြိုနေတော့မဲရှိမှာပေါ့ဒါကြတော့ပထမအကြောင်းတစ်ခုပေါ့နောက်တစ်ခုကကြတော့ဒီ drug fair အကြောင်းဖြစ်တာအဲ့ကြတော့ဗာလဲဆိုတော့ကျွန်တော်ဒီ interstellar ရုပ်ရှင်တွေကလိုမျိုးဒီ black hole နာရောက်လို့ရှိရင်ပေါ့ဒီ fair ကြီးတဲ့ black hole လိုနေရာမျိုးရောက်လို့ရှိရင်အချိန် feeding မှုနှေးသွားတာပေါ့နှေးသွားတယ်ဆိုတာနှေးသွားတဲ့အတွက်ဒီကျွန်တော်ပုံမှန်ကဘာပေါ်မှာရှိတယ်ဘလို့ရှိရင်အချိန်ကမြန်ဖန်တာပေါ့သူနဲ့ရှင်လို့ရှိရင်ဆိုတော့ကျွန်တော်ပထမရိုက်ပြထားတဲ့ဒီဗီဒီယိုလဲမှာတယ်ဒီပထမလူကထိုင်နေတဲ့လူကကြတော့ဒီပုံမှန်တိုင်းအချိန် feeding နဲ့ကျွန်တော်ပုံမှန်အတိုင်းပဲတစ်ဖက်ကလူကကြတော့ဒီမြန်ဖန်နေရပေါ့ကွာမြန်ဖန် feeding နဲ့ဆိုတော့ဒါကဒီတိုင်း dilation ပေါ့ဖြစ်ရတဲ့အကြောင်းရင်းကကြတော့ခုနကပြောသလိုဒီအလင်းအနှင်လုံးနဲ့သွားလို့ရှိရင်အချိန်ကfeeding မှုနေတယ်နောက်တစ်ခု drug fair ကြီးမားတဲ့ drug fair တွေနားမှာလို့ရှိရင်လည်းအချိန် feeding မှုနေတယ်ပေါ့ဆိုတော့အဲ့ဒါကကျွန်တော်တို့ဒီဘယ်လိုရှိလဲပေါ့လက်တွေ့လဲကျွန်တော်တို့အသုံးချတယ်ဒီတိုင်း dilation သဘောတရားဘယ်မှာလဲဆိုတော့ကျွန်တော်ဂျိုတုတွေရှိတယ်satellite တွေကဒီကမ္ဘာကိုအလွန်လျင်မြန်တဲ့နှုန်းနဲ့ပတ်ကြတာပတ်ကြတဲ့အတွက်သူတို့ကဒီအချိန် feeding မှုနှေးတယ်ပေါ့နှေးတဲ့အတွက်ကျွန်တော်တို့ဒီကဘာပေါ်က24နာရီလို့ရှိရင်သူတို့မှာ23နာရီနဲ့ကြော်လေးပေါ့နည်းနည်းမီလီစက္ကန့်လောက်နောက်ကျတဲ့အတွက်ကျွန်တော်တို့အချိန်ကိုအများအားပြန်တိုက်ပြီးလို့လိုတာပေါ့အဲ့ဒါမှကျွန်တော်တို့အသုံးပြုတဲ့ဒီ GPS ဒီအလုပ်လုပ်တယ်ပေါ့ဒီ satellite တွေကိုအချိန်မှန်မှန်ပြန်တိုက်ပေးမှာပါလိမ့်ဒါကြောင့်ဒီ time dilation ရဲ့သဘောတရားပေါ့ဆိုတော့သူကနာကောင်းတာဒီ time dilation သဘောတရားကဒီဗုဒ္ဓစာပေမှာလည်းတွေ့ရတယ် time dilation ဆိုတဲ့အသုံးနှုန်းလို့တိုက်ရိုက်မသုံးဘူးဒါပေမဲ့ဘယ်လိုသုံးနာလဲဆိုတော့လူပီမှာတဲ့250ဆိုလို့ရှိရင်တဲ့ဒီတာရိန်တာနက်ပီမှာဖတူမာရီနက်ပီမှာတရက်တဲ့တခါလူပီမှာ200လို့ရှိရင်တာရိန်တာနက်ပီမှာတရက်တခါဒီလူပီမှာ200လို့ရှိရင်ယာမာတရက်ပေါ့အဲ့လိုမျိုးအဖင်ပေါ့အချိန်ဖြည်းဖြည်းမှုမတူဘူးပေါ့ငရဲပြည်တွေ evolution လဲအဲ့လိုပဲအချိန်ပိုကြာတယ်ပေါ့ဆိုတော့ဒါကဒီ time dilation ရဲ့သဘောတရားနဲ့သွားတူနေတာပေါ့နော်ဆိုတော့ဒီဟာကိုလည်းကျွန်တော်တတိထားမိတယ်ပေါ့ဒါ time dilation သဘောတရားကိုပြောပြတာပေါ့ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်time dilation သဘောတရားလေးကိုလူတူရှင်းလေးရှင်းမိတာပါဆိုတော့ဒီလောက်ပါပဲခင်ဗျ